င်္ဂလိငယ်လေးတယောက်ဟာသူမကြုံတွေ့ရတဲ့စိတ်မချမ်းမြေ့စရာဖြစ်ပျက်တိုင်းကိုဒိုင်ယာရီထဲမှာအမြဲမှတ်တမ်းတင်လေးရှိတယ်။ဒါပေမဲ့သူမမသိတာကသူမရဲ့မိဘတွေဟာဒီဒိုင်ယာရီကိုခိုးဖက်နေကြတယ်ဆိုတာပါပဲ။တနေ့မှာတော့သူမเจ้าမှာအနိုင်ကျင့်ခံနေရကြောင်းမိဘတွေသိသွားကြတယ်။ထူးဆန်းတာကနောက်တစ်နေ့မှာတင်သူမကိုလှောင်ပြောင်ခဲ့တဲ့အတန်းဖော်ဟာကြောင်းပြောင်းသွားတော့တာပါပဲ။တနေ့မှာတော့ဆွေမျိုးတော်ဆက်တယ်လို့ပြောတဲ့လူတစ်ယောက်ကသူမစီရောက်လာပြီးဒီအခန်းထဲမှာဘသူနေလဲသိလားလို့မေးခွန်းထုတ်ခဲ့တယ်။သူမမသိကြောင်းပြောတဲ့အခါမှာတော့အဲ့ဒီလူကနင်းမိဘတွေကိုတတိထားပါလို့ကပ်ပြီးတတိပေးသွားခဲ့တယ်။ဆက်စုချင်းစိတ်ပြင်းပြနေတဲ့သူမဟာအဲ့ဒီအခန်းကြောင်းသိရဖို့ကြောင်းကနေစောစောပြန်လာပြီးစုံစမ်းပါတော့တဲ့အခန်းတော်တွေကိုတွေးခဲ့ပေမဲ့ဖွင့်လို့မရတာကြောင့်ပြတင်းပေါက်ကနေခိုးဝင်ခဲ့တယ်။အဲ့ဒီအခန်းဟာယောက်ျားလေးတစ်ယောက်ရဲ့အခန်းဖြစ်နေပြီးဓာတ်ပုံတစ်ပုံကိုလည်းသူမတွေ့ရှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအမေဖြစ်သူပြန်လာလို့သူမဟာရေချိုးခန်းထဲမှာရေချိုးနေတယ်လို့မျိုးလိမ္မာပါနဲ့စွာဟန်ဆောင်ပြီးလွတ်မြောက်ခဲ့ပါတယ်။ဖုံးကွယ်ထားတဲ့အမှန်တရားဓာတ်ပုံထဲကအကောင်လေးနဲ့ပတ်သက်ပြီးတခုခုထူးခြားနေပြီဆိုတာသူမရိပ်မိသွားတယ်။အမှန်တရားကိုသိနိုင်ဖို့ချမ်းသာတဲ့သူမရဲ့အဖွားအိမ်ကိုတွားရောက်မေးမြန်းပေမဲ့အဖွားဖြစ်သူဟာစိတ်လှုပ်ရှားတုန်လှုပ်သွားခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အခါသူမဟာထုံးစံအတိုင်းဒိုင်ယာရီထဲမှာသူမရဲ့ခံစားချက်တွေကိုထပ်ရေးခဲ့ပြန်တယ်။အဲ့ဒီညမှာပဲမိဘတွေကဒိုင်ယာရီကိုထပ်ခိုးဖက်ရင်းအံ့ဩစရာအမှန်တရားတစ်ခုကိုသိလိုက်ရပါတယ်။အဲ့ဒါကတော့သူမရဲ့တငယ်ချင်းအရင်ခောက်ကိုတက်ခဲ့တာသူမမဟုတ်ပဲခေါင်းတုံးထားတဲ့မိန်းကလေးသားလေးတကယ်တရခံဆိုတာပါပဲ။နောက်တနေ့မနက်မှာတော့အဲ့ဒီခေါင်းတုံးနဲ့မိန်းကလေးပျောက်ဆုံးသွားပြီဆိုတဲ့သတင်းစကားကိုသူမလက်ခံရရှိလိုက်ပါတော့တယ်။